စွန်းချစ်သူများအားလုံးမင်္ဂလာပါရှင်ချက်ကုန်းမောင်ကြီးကျော်ကြိုက်ကြလားရှင်ဒီနေ့မှာတော့ချက်ကုန်းမောင်ကြီးကျော်ကိုရိုးရိုးမကျော်ပဲဟင်းသီးဟင်းရွက်တွေမပါပဲ Citrus style ချက်ကုန်းမောင်ကြီးကျော်လေးကိုကြော်ပြပေးသွားမှာဖြစ်ပါတယ်ဒီချက်ကုန်းမောင်ကြီးကျော်ရဲ့ထူးခြားချက်ကလေးကတော့ပြုတ်ပြရာချက်နီးတိုင်းရွက်တွေမပါပဲ Citrus ရတာစစ်ကလေးနဲ့ကြော်ပြပေးသွားမှာဖြစ်ပါတယ်ဒီချက်နီးလေးကိုစပွန်ဟင်းချုံမုတ်ကလေးနဲ့တွဲဖက်ပြီးချက်ပြပေးသွားမှာဖြစ်တဲ့အတွက်ပြည်သက်ကြီးလည်းဗီဒီယိုလေးကိုစုံထိအောင်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရရှင်ဒါကတော့တန့်စင်အောင်ဆေးကြောထားတဲ့စက်သားလေးတွေကိုအချောင်းချောင်းလေးတွေဖြစ်အောင်တုံးထားတာပဲဖြစ်ပါတယ်ဒီထဲကိုစားတစ်ဖက်ရည်စွန်းတစ်စွန်းစပွန်ဟင်းချုံမုတ်ကလေးတစ်ဖက်ရည်စွန်းတစ်စွန်းတဲငပိအချိုတစ်ဖက်စားစုံလေးနှစ်စွန်းဟင်းချက်ဝိုင်နည်းငယ်လို့ထည့်ပါမယ်ပြီးတော့အရသာတွေကိုအသားထဲဝင်သွားအောင်နည်းနည်းလိုက်ပါမယ်ဟင်းချက်ဝိုင်ရလေးမရှိရင်လည်းမထည့်လို့ရပါတယ်မမအိမ်မှာဝယ်ထားပြီးသားအစင်သစ်ရှိလို့သာထည့်တာပါမထည့်ရင်လည်းအရသာကိုထူးခြားမှုတော့ဒီလောက်ကြီးမရှိလာပါဘူးဒါပေမဲ့ဟင်းချက်ဝိုင်ထည့်ပြီးချက်တဲ့အသားတွေကအနူးမြန်ပြီးတော့ဟင်းရဲ့အညီနဲ့ကိုလည်းပျောက်စေပါတယ်အခုလိုအရသာသွင်းထားတဲ့ချက်သားလေးတွေကိုနိုင်ဝက်လောက်ခိတ္တခဏနှက်ထားပါမယ်ခုနအရသာနဲ့နှက်ထားတဲ့ချက်သားလေးတွေကိုတကြားတစ်စုံလောက်ထည့်ပါမယ်အာလူပေါင်မုတ်ကလေးနှစ်စုံထည့်ပါမယ်ပြီးရင်ပြန်နေလိုက်ပါမယ်အခုဆိုရင်တော့ချက်ကုန်းမောင်ကြော်ဖို့အတွက်ချက်သားလေးတွေနဲ့နှက်ထားတာအစင်စစ်ဖြစ်သွားပါပြီချက်သားလေးတွေကိုကြော်ရန်အတွက်စီ9စုံလောက်ထည့်ပါမယ်ရပါနဲ့နှက်ထားတဲ့ချက်သားလေးတွေကိုတဲအိုးထဲကိုထည့်လိုက်ပါမယ်ဒီချက်သားလေးတွေအသားတင်းသွားအောင်ခဏကြော်လိုက်ပါမယ်ရောင်နည်းနည်းလှသွားအောင်မိုးကြီးချက်မုတ်ကလေးနည်းငယ်ထည့်ပါမယ်ဒီလိုအခြေအနေမျိုးမှာချက်သားလေးတွေအသားတင်းသွားအောင်15မိနစ်လောက်ဆက်ကြော်ထားလိုက်ပါမယ်သားကြော်လေးကဒီလိုအနေထားမျိုးတွေရောက်ပြီဆိုရင်တော့ချက်ကြော်လေးတွေကိုခတ်ပြီးတော့စီစစ်ထားလိုက်ပါမယ်ဒီချန်တဲ့စီတဲကိုဝါးကြောက်စိတ်လေးထည့်ပါမယ်မျိုးသီး6တောင်လေးထည့်ပါမယ်မီးပြင်းတူးတက်လို့မီးကိုချိန်လျှော့ထားလိုက်ပါမယ်ချက်တော်ပြူကြပြားရိုက်ထားတာလေးထည့်ပါမယ်ဂျင်းလီးထားတာလေးထည့်ပါမယ်ရတာအတွက် small ဟင်းတို့မုတ်ကလေးဇွန်တစ်ဝက်ထည့်ပါမယ်တန်းကြပြားရည်လေး2စွန်းလောက်ထည့်ပါမယ်ခရုစီလေးတစ်စုံလောက်ထည့်ပါမယ်တကြားလေးဇွန်တစ်ဝက်လောက်ထည့်ပါမယ်မင်းငပိလေးတစ်စုံထည့်ပါမယ်ခြေလေးနည်းနည်းလေးထည့်ပါမယ်ချက်တော်မိတ်အဖြူအရင်ပိုင်းလေးတွေကိုလှီးထားတာလေးကိုထည့်ပါမယ်ဒီအချားပိုင်းအစိမ်းရောင်လေးတွေကပွဲပြင်တဲ့အခါမှာအလှဆင်ဖို့ပါစီတန်းတန်လေးတွေမွေးလာပြီးတော့အခုလိုထည့်ထားတဲ့ရေလေးပုံသွားတဲ့အချိန်မှာခုနကြော်ပြီးတော့ခတ်ထားတဲ့စက်သားလေးတွေကိုထည့်ပါမယ်
ဒီဘန်းဆန်စုံလေးထည့်ပါမယ်ဒီမှာခြံထားတဲ့ကြက်သွန်လေးကိုထည့်ပါမယ်ခုလိုချက်သားချင်းလေးချကန်နီးဖြစ်လာတဲ့အချိန်မှာရှာလကာရည်လေး3စုံလောက်ထည့်ပေးလိုက်ပါမယ်ရှာလကာရည်ကိုခုနဆော့စီတက်တဲ့ထက်မှာတခါတည်းဘာလို့မထည့်တာလဲဆိုတော့လေအခြေရတာမပေါ်ပဲအချိုရတာတွေနဲ့လုံးသွားမှာဆိုလို့ပါအခုလိုအခြေရရှာလကာရည်လေးကိုနောက်ဆုံးမှထည့်ပေးလိုက်ခြင်းအပြင်သင်ပွဲလေးကချိုးချင်းငန်းဆက်ရတာပြည့်စုံတဲ့သင်ပွဲလေးတစ်ပွဲရရှိမှာဖြစ်ပါတယ်ခုဆိုရင်တော့သင်ပွဲပြင်มาတော့မယ်အခုဆိုရင်တော့ Sichuan style ချက်ကုန်းပေါင်းချင်းဆက်ဟင်းပွဲလေးကိုရရှိသွားပြီဖြစ်ပါတယ်ဒီဟင်းပွဲလေးကိုစမုံးချုံမုတ်ကလေးနဲ့တွက်ဖက်ပြီးလိုက်လို့စားကြည့်ကြပါနော်တကယ်ပဲအရသာရှိလာပြီးအားလုံးကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်စမုံးချုံမုတ်လေးတော့ထည့်ဖို့မမေ့နဲ့ပေါ့ရှင်ပြောင်းမှုကြံပလောပီနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီစပွန်လေးကိုချိုးကြကြထည့်ချက်မယ်ဆိုလို့ရှိရင်ရန်ကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှသိကြတယ်စားလိုက်လို့ကတော့ slush နဲ့ရတာရှိသွားမယ်နော် spoon